တခါတော့ကအိမ်ဟောင်းလေးတစ်လုံးထဲမှာကြောင်လေးတစ်ကောင်နဲ့ကြွက်လေးတစ်ကောင်နေကြတယ်တဲ့ကွယ်ကြောင်လေးကအမြဲကြွက်လေးကိုလိုက်ဖမ်းချင်နေတာတဲ့ဒီနေ့မှာတော့ကြွက်လေးကထမင်းအိုးနားမှာအစာရှာနေတော့မတော်တဆအိုးထဲပြုတ်ကျသွားတယ်ကြွက်လေးကအရမ်းကြောက်ပြီးကယ်ပါအောင်လို့អော်ပြီးအကူကြီးတောင်းနေတာပေါ့အဲ့ဒီအချိန်မှာကြောင်လေးရောက်လာပြီးကြွက်လေးကိုမြင်လိုက်တယ်ကြောင်လေးကခဏစဉ်းစားပြီးငါဖမ်းစားလိုက်ရမလားကယ်ပေးရမလားလို့တွေးရင်နာတယ်နောက်ဆုံးကြတော့ကြောင်လေးကသူ့လက်လေးနဲ့ကြွက်လေးကိုဆွဲတင်ခဲ့ပေးလိုက်တယ်တဲ့ကွယ်ကြွက်လေးကအယမ်းဝမ်းသာပြီးကျေးဇူးပါကြောင်လေးရေဒီနေ့ကစပြီးငါတို့တငယ်ချင်းဖြစ်ရအောင်လို့ပြောလိုက်တယ်အဲ့ဒီနေ့ကစပြီးကြောင်လေးနဲ့ကြွက်လေးနှစ်ကောင်ဟာရံမငူတော့ပဲအတူတူကစားပြီးမိတ်ဆွေကောင်းတွေဖြစ်သွားကြတယ်တဲ့ကွယ်ကလေးတို့ရေတငယ်ချင်းကောင်းဆိုတာအကူအညီလိုတဲ့အချိန်မှာကူညီပေးနိုင်သူဖြစ်ကြတယ်နော်